န္ဒဂိုင်းဝင်ကျေးဇူးရှင်ဆရာကြီးဆရာမကြီးတို့ခင်ဗျာဒီသားဒီသမီးဒီတပည့်များအားမတိမသိအောင်သင်ကြားပေး၍မတတ်မတတ်အောင်လမ်းပြပေးတာဘဝလမ်းကိုအလင်းရောင်ဖြင့်ဖွင့်ပေးခဲ့သူတို့သည်ကျွန်ုပ်တို့၏ဂုဏ်မြတ်ဆုံးဆရာကြီးဆရာမကြီးများဖြစ်ပါသည်ပညာသာမကကျင့်ဝတ်သိက္ခာစိတ်ဓာတ်တန်ဖိုးလူမှုတောင်းဝန်များကိုပါသင်ကြားညွှန်ပြပေးခဲ့သဖြင့်ဆရာကျေးဇူးသည်သမုဒ္ဒရာနှစ်ဆိုင်ရပါသည်တပည့်တော်၏အမားများကိုသိခံပြုပြင်၍မကန်သောလမ်းသို့ညွှန်ကြားပေးကအနာဂတ်အတွက်အခြေခံခိုင်မာစေခဲ့သဖြင့်ဆရာဆရာမတို့၏ကျေးဇူးတော်ကိုထာဝရမမေ့နိုင်ပါဆရာကျေးဇူးသမုဒ္ဒရာနဲ့မိဘတန်ဖိုးကြီးလာပါသည်သင်ကြားပေးခဲ့အချိန်တိုင်းကိုတပည့်တော်မမေ့နိုင်ပါယနေ့ဤမင်္ဂလာရှိသောဘရောဝဲခန္ဓာတွင်လက်ဆောင်တို့နှင့်အတူစေတနာရှိထားလေးစားယူတည်စွာဖြင့်ညီညွတ်ကြော့ပါ၏ဆရာကြီးဆရာမကြီးတို့တက်ရှိချမ်းမှာချမ်းသာစွာဖြင့်ပညာအလင်းဆက်လက်ပေးနိုင်ပါစေဟုတပည့်တော်မှစွမွန်ကောင်းတောင်းအပ်ပါသည်ဆရာကျေးဇူးမြတ်နိုးလေးရဲ့သင်ကြားညွှန်ကြားချက်များကိုလိုက်နာလာလူကောင်းလူတော်များဖြစ်အောင်ကြိုးစားပါမည်ဟုတန်ရိပ်ထံပြုပါသည်တပည့်တို့လည်းဆရာသင်ကြားအကြံပေးစကားလိုက်နာလာလူကောင်းလူတော်ဖြစ်အောင်ကြိုးစား၍